နက်ပြက်လို့စိတ်နှောက်ယှက်ဖြစ်နေရတဲ့အိမ်ရှင်တွေနဲ့လုပ်ငန်းရှင်တွေအတွက်စိတ်အေးရမယ်အထူးခွင့်အရေးကိုပါဝင်တဲ့ညီမကယူဆောင်လာပါပြီဈေးနှုန်းသက်သာပြီးအသုံးဝင်တဲ့ Solar Carry ရဲ့ 555 kW inverter နဲ့ February 1.2 post 102A ဘက်တီတွဲလေးကတော့တာမန်အိမ်သုံးပစ္စည်းတွေအတွက်အသင့်တော်ဆုံးဖြစ်ပါတယ်နော်စွမ်းဆောင်ရည်အမြင့်ဆုံးနဲ့အိမ်သုံးလုပ်ငန်းသုံးနှမျိုးလုံးအတွက်အဆင်ပြေတဲ့ Solar Carry ရဲ့ 10 kW inverter နဲ့ February 1.2 post 102A ဘက်တီတွဲလေးကတော့ power သုံးစွဲမှုများတဲ့အိမ်တွေရုံးတွေနဲ့အသေးစားလုပ်ငန်းလုပ်ကိုင်သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်နော်ခိုင်မာမှုရှိပြီးရေရှည်အတွက်စိတ်ချရတဲ့ Gauss Power ရဲ့ 6 kW inverter နဲ့ February 1.2 post 330AA ဘက်တီတွဲလေးကတော့စွမ်းဆောင်ရည်နဲ့စိတ်ချရတဲ့စနစ်ကိုမှလိုချင်နေဆိုရင်ဒီတွဲလေးကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်နော်ပါဝါနဲ့မြန်မာပေးမှာရောက်ချပေးနေတဲ့ဘက်တီအင်ဗာတာအားလုံးကိုညီမတို့ဘက်ကနေပြီးတော့အမကန်ပြေဝနဲ့ရောက်ချပေးနေဖြစ်တဲ့အတွက်ကြောင့်မို့လူကြီးမင်းတို့အနေနဲ့ရုပ်ရှိချိတ်ဆောက်တာနဲ့ဝယ်ယူနိုင်ပါတယ်နော်အသေးစိတ်ဆက်သွယ်မြင်းမြတ်လိုပါက309 996 366 460တို့ဆက်သွယ်မြင်းမြတ်နိုင်တယ်လို့လူကိုယ်လည်းပြုကျင်တဲ့ကာစတမာတွေအတွက်ကိုလည်းအမှတ်2ပြီးပကံတစ်လက်အောက်စီးရမြို့တော်လိုက်တာမြို့နယ်တို့လည်းလူကိုယ်လည်းပြုနိုင်ပါတယ်နော်